စမင်းသားချင်းအတူတူအောင်စပူကရုပ်ရှင်ဇာတ်ကားတွေရိုက်ရပြီးစက်ရင်မိုးကဘာလို့မရိုက်ရတာလဲပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ New Wave Channel Podcast အစီအစဉ်ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့အနုပညာအတိုင်းဝိုင်းထဲမှာရောပရိသတ်တွေရဲ့ကြားထဲမှာပါအရန်ကိုညင်းခုန်ဆွေးနွေးနေကြတဲ့သတင်းတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်အဲ့ဒါကတော့မြန်မာစက်တပင်လောကရဲ့ထိတ်တန်းမင်းသားတွေဖြစ်ကြတဲ့မင်းသားအောင်စပူနဲ့မင်းသားလေးစက်ရင်မိုးတို့အကြောင်းဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာစက်တပင်လောကမှာအောင်မြင်မှုကိုအခိုင်အမာရရှိထားတဲ့သူတွေဖြစ်ကြပေမဲ့လည်းမကြသေးခင်ကမတူညီတဲ့အနုပညာလမ်းကြောင်းတစ်ခုကိုရွေးချယ်လိုက်ကြပါပြီ။မင်းသားအောင်စပူကတော့ကန်ထူးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးပုတ်ကိုလက်ခံခဲ့ပြီးအခုဆိုရင်ရိုက်ကူးရေးတွေတောင်မှစတင်နေပြီဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့တပင်ပရိသတ်တွေအများပြမျှော်လင့်ထားကြတဲ့မင်းသားလေးစက်ရင်မိုးဟာရုပ်ရှင်ရိုက်ကူးဖို့အတွက်လာရောက်ကန့်လန့်မှုတွေကိုညှင်းပယ်လိုက်ပါတယ်။ဒီလိုမျိုးခေုံချက်မတူညီကြတဲ့ရွေးချယ်မှုတစ်ခုကြောင့်ပဲပရိသတ်တွေရဲ့ကြားထဲမှာဘဒုရဲ့လျှောက်လန်းမှုကပိုပြီးတော့မှလေးစားစရာကောင်းတယ်ဆိုတာကိုညှင်းခုန်နေကြပြီဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မင်းသားလေးစက်ရင်မိုးအတွက်ရုပ်ရှင်ဆိုတာကကင်မရာရှေ့မှာတရုပ်ဆောင်ပြီးမှပြက်လက်တီးဖြစ်ရတာပါ။တပင်ကတော့စိတ်မြစ်ပေါ်မှာပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ပရိသတ်ရဲ့လက်သလောတုပ်ပြမှုကိုခံစားရတဲ့အရာတာဟာဘာနဲ့မှလဲလို့မရဘူးလို့ယူဆပါတယ်။ရိုးရအမွေနဲ့ကိုထိန်းသိမ်းခြင်းပြီးခေတ်ပေါ်အနုပညာတွေလှမ်းမိုးလာတဲ့အချိန်မှာရှေးရိုးရစက်တော်ကြီးတွေကိုမပြောက်ပြတ်သွားအောင်လို့ထိန်းသိမ်းဖို့အတွက်ကိုပိုင်ဇက်အဖွဲ့ပြင်ဆင်ခဲ့တာကိုပဲအပြည့်အဝအာရုံစိုက်ရှင်ခဲ့ပါတယ်။စက်ရင်မိုးအတွက်ကတော့နယ်ပယ်နှစ်ခုစလုံးမှာခြေစုံပြစ်မယ်ဆိုရင်ဘယ်တစ်ခုမှခိုင်ခိုင်မာမာမကြံရိပ်ပဲနဲ့အာရုံပြန့်သွားနိုင်တယ်ယူဆပါတယ်။စက်ရင်မိုးအတွက်ကတော့နယ်ပယ်နှစ်ခုစလုံးမှာခြေစုံပြစ်ဝင်တဲ့အခါဘာတစ်ခုမှခိုင်ခိုင်မာမာမကြံခဲ့ပဲနဲ့အာယုံပြန့်သွားနိုင်တယ်လို့ယူဆတဲ့အတွက်ကြောင့်သူမြတ်နိုးရခုထဲမှာပဲပုံမနှိုင်းရှမ်းအောင်လှုပ်ဆောင်ခဲ့ပါတယ်။တစ်ဖက်မှာမင်းသားလေးအောင်စပူရဲ့ဆုံးဖြတ်ချက်ကတော့အနုပညာရှင်ဆိုတာကပေါင်ခတ်မထားပဲနယ်ပယ်စုံကိုထိုးဖောက်ရမယ်လို့ယူဆပါတယ်။အောင်စပူကတပင်ရောရုပ်ရှင်ပါမကျဲနယ်ပယ်စုံမှာတရုပ်ဆောင်နိုင်တဲ့ပါရမီရှင်ဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းဒီစံခေါ်မှုကိုလက်ခံခဲ့ပါတယ်။ဒါပေမဲ့အောင်စပူရဲ့ပရိသတ်တချို့ကတော့စက်ရင်မိုးဟာရုပ်ရှင်ကင်မရာရှေ့မှာတရုပ်ဆောင်ဖို့အတွက်ကိုယုံကြည်မှုမရှိသေးလို့လက်လျှော့လိုက်တာဖြစ်ပြီးအောင်စပူကတော့နယ်ပယ်အသက်ရဲ့စင်ခေါ်မှုကိုရရဝဝရင်ဆိုင်တာလို့ဝေဖန်သုံးသပ်ကြပါတယ်။ထို့ပေမဲ့ဒီလမ်းကြောင်းတစ်ခုစလုံးမှာသက်ဆိုင်ရာစင်ခေါ်မှုတွေနဲ့အခွင့်အလမ်းတွေကိုရှိနေကြပါတယ်။အောင်စပူအတွက်ကတော့ပရိသတ်တွေတိုးပွားလာမယ်။နာမည်ကုန်တဲ့တွေပုံမပြီးတော့မှကျက်ပြန့်လာပါမယ်။အနုပညာအတွေ့အကြုံကိုလည်းပဲစုံလင်စွာရရှိခံစားရပါမယ်။တစ်ဖက်မှာကလည်းပဲရုပ်ရှင်တဲ့တပင်အားအချိန်ခွဲဝေရခတ်ပါလိမ့်မယ်။နယ်ပယ်နှစ်ခုစလုံးတမျောလေးချက်ကိုထိန်းကြီးဖို့အတွက်ခတ်လာပါလိမ့်မယ်။တစ်ဖက်မှာစက်ရင်မိုးကတော့တပင်မှာဒီဇိုင်းမဲ့စ조사ပြီးရှေးရွရအနုပညာကိုမပြောက်ပြတ်အောင်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။တပင်ချစ်ပရိသတ်စစ်ရဲ့လေးစားမှုကိုလည်းရရှိခဲ့ပါတယ်။ဇက်တပင်အဖွဲ့ရဲ့အရေးသွေးကိုလည်းပုံမပြီးတော့မှမြင့်တင်နိုင်ခဲ့ပါတယ်။သို့တော့ရုပ်ရှင်ပရိသတ်များလည်းထိတွေ့ခွင့်နဲ့ပါပြီးတော့မှနယ်ပယ်အသိကိုတိုးချဲ့ဖို့အတွက်အခွင့်အလမ်းကိုဆုံးရှုံးခဲ့ရပါတယ်။အနုပညာဆိုတာကတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတစ်ခုတည်းနဲ့တိုင်းတာလို့မရပါဘူး။မင်းသားအောင်စပူလိုမျိုးနယ်ပယ်စုံမှာစင်ခုံမှုတွေကိုရင်ဆိုင်ပြီးတိုးချဲ့တာဖြစ်ဖြစ်မင်းသားလေးစက်ရင်မိုးလိုမျိုးမိမိမျက်နှာရတပင်အနုပညာပေါ်မှာပဲဒီဇိုင်းမဲ့မစုံမနေစ조사တာဖြစ်ဖြစ်နှစ်ခုစလုံးဟာလေးစားစရာအနုပညာခံယူချက်တွေပဲဖြစ်ပါတယ်။ပရိသတ်ကြီးရောမင်းသားအောင်စပူရဲ့နယ်ပယ်စုံထိုးဖောက်မှုနဲ့စက်ရင်မိုးရဲ့တပင်ပေါ်မှာပဲဒီဇိုင်းမဲ့အာရုံစိုက်မှုတွေအပေါ်ဘဒုရဲ့ခံယူချက်ကဘဒုရဲ့လျှော့လန်းမှုကပိုပြီးတော့မှကောင်းတယ်လို့ထင်ပါတယ်ရှင်။အနုပညာနယ်ပယ်အထိကူးပြောင်းတာကိုတဘောကြသလားတပင်မှာပဲဒီဇိုင်းမဲ့လောက်တာကိုတဘောကြပါသလားရှင်အောက်ကကွန်မန့်မှာတည့်ရဲ့အမြင်ကိုလည်းပဲဝင်ရောက်ပြီးမှဆွေးနွေးခဲ့ကြပါအောင်နော်ဒီနေ့တော့ကတော့ကျမတို့ရဲ့ podcast ကဒီမှာပြီးဆုံးခဲ့ပါပြီအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေရှင်